ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာတာယာလှပတဲ့ရန်ကုန်မြို့တော်ကြီးရဲ့လှုပ်ရှားမှုပုံရိပ်တွေထင်ဟပ်နေတဲ့ရန်ကုန်မြင်ကွင်းကျအစီအစဉ်ကိုပရိသတ်တွေကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်ခင်ဗျာလူသားရင်းမြစ်တွေဖွံ့ဖြိုးလာတာနဲ့အမျှစားဝတ်နေရေးလိုအပ်ချက်ကိုဖြည့်တင်းပေးနိုင်မဲ့စွမ်းရည်တွေလည်းလိုအပ်လာပါတယ်လောင်စာတွေကိုစတင်အသုံးပြုရမှာလုံခြုံစိတ်ချရဖို့ကအဓိကပါဒါအပြင်စမ်းသစ်တည်ထွင်မှုတွေလည်းလိုအပ်လာပါတယ်အခုလိုလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မဲ့ပွဲခန်းနာကတော့ Infinite Innovation from the Air ဆောင်းမိုးရဲ့တည်ရှိရာ BNG နဲ့လက်တွဲမဲ့ YNG Company ဖွင့်ပွဲခန်းနာပဲဖြစ်ပါတယ်ခင်ဗျာYNG မြန်မာကမ္ပဏီအားဆိုရင်အောက်ဆီဂျင်၊နိုက်ထရိုဂျင်၊အာဂွန်၊ဟီလီယမ်အစရှိတဲ့စက်ရုံအလုပ်ရုံသုံးဓာတ်ငွေ့တွေနဲ့ပတ်သက်ဆက်စပ်တဲ့ပစ္စည်းများကိုတင်သွင်းဖြန့်ဖြူးတဲ့ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ခန်းနာကတော့ယခုလိုမြန်မာပြည်အကျိုးပြု YNG Company နဲ့ထိုင်းနိုင်ငံရဲ့အနှစ်20ကျော်ရည်တည်ခဲ့တဲ့ USA မှာတင်သွင်းတဲ့လေနဲ့ဆက်ဆက်ဓာတ်ငွေ့များဓာတုပစ္စည်းများရောင်းချတဲ့ BNG နဲ့လက်တွဲမှုခန်းနာပဲဖြစ်ပါတယ်ခင်ဗျာYNG ရဲ့ MD ဦးအောင်ကျော်မှစတင်ဖွင့်လှစ်အမှာစကားပြောကြားပေးပြီးမိဖက်ကုမ္ပဏီ BNG မှ MD တို့ဖြစ်တဲ့ Mr. Pierfat Charupon မှလည်းရှင်းလင်းစကားပြောကြားခဲ့ပါတယ်ခင်ဗျာဆက်လက်ပြီးယနေ့ခန်းနာကိုစဝင်လှုပ်ရှားစေတဲ့ဆောင်းမိုးတစ်ခုဖြစ်တဲ့ Infinite Innovation နဲ့ပတ်သက်ပြီး BNG ရဲ့ Deputy Managing Director Mr. John McDavid မှရှင်းလင်းပြောကြားခဲ့ပါတယ်ခင်ဗျာဒီနေ့ခန်းနာကို YNG Company နဲ့ BNG မှ product များကိုအားပေးသူစိတ်ဝင်စားသူများပါဝင်ဆင်နွှဲခဲ့ကြပြီးအမေးဖြေခန်းနာနဲ့ပုံမှုအသက်ဝင်စေခဲ့ပါတယ်ခင်ဗျာYNG we bring the premium standard to you စာပုံးနဲ့အညီ customer များအတွက်ယုံကြည်စိတ်ချရသောဓာတ်ငွေ့ဓာတုပစ္စည်းများတင်သွင်းဖြစ်ပုံကို BNG Company မှတာဝန်ရှိသူတို့ YNG Company မှတာဝန်ရှိသူတို့ရဲ့စကားသံမှာဖြေရှာကြည့်နိုင်လို့ကြားပါရခင်ဗျာကျွန်တော်နာမည်ကတော့အောင်ကျော်ပါကျွန်တော် YNG မှာ MD တာဝန်ယူထားပါတယ်ဟုတ်ကဲ့ပါရှင်ဆရာဒါဆိုလို့ရှိရင်ရန်ကုန် Industrial Gas Company Limited ကိုထူထောင်ဖြစ်ခဲ့ပုံလည်းပြပြရစီရှင်ကျွန်တော်တို့ရန်ကုန် Industrial Gas ကပထမတော့ import ပဲလုပ်တာပါimport လုပ်တာ research center အတွက်လိုတဲ့ ultra high purity gas တွေကို import လုပ်ပေးရင် YNG အနေနဲ့ဘန်ကောက် Industrial Gas နဲ့ဆက်သွယ်မိပြီးတော့သူတို့ကုမ္ပဏီရဲ့နဲ့စက်ရုံတွေလည်းသွားလေ့လာပြီးနားလည်သဘောပေါက်လာတာဗမာပြည်မှာလည်း Industrial Develop ဖြစ်လာရင်ရေသွေးနိုင်ငံတကာရေသွေးမိတဲ့ gas တွေဖြန့်ဖြူးပေးဖို့လိုအပ်တယ်လို့နားလည်လာတဲ့အတွက်ကြောင့်မလို့ဘန်ကောက် Industrial Gas နဲ့ gas company နဲ့အကျဉ်းချင်းညှိနှိုင်းပြီးတော့မှပူးပေါင်းကုမ္ပဏီထူထောင်ပြတာပါဟုတ်ကဲ့ပါဆရာတို့ YNG အနေနဲ့ပေါ့နော်ဒီ Bangkok BIG ကနေပြီးတင်သွင်းတဲ့ product တွေကိုဆရာတို့အနေနဲ့ယုံကြည်စိတ်ချစွာနဲ့ဒီဘက်မှာတင်သွင်းဖို့ဘယ်လိုဆွဲဆောင်မှုတွေကနေပြီးဆရာတို့တွန်းအားပေးခဲ့တယ်ဆိုတာလည်းသိပြရစီရှင်ဟုတ်ကဲ့ဘန်ကောက် Industrial Gas က Air Products American ရဲ့နဲ့ share partner လုပ်ပြီးဘန်ကောက်မှာထူထောင်ထားတဲ့ကုမ္ပဏီပါသူတို့စက်ရုံတွေနဲ့သူတို့gas ဖြန့်ဖြူးရေးလုပ်ငန်းတွေကိုသွားလေ့လာတဲ့အခါမှာ international standard တွေနဲ့အညီလုပ်နိုင်ဖို့အတွက်သူတို့စနစ်တကျစီမံခန့်ခွဲနေတာတွေနောက်ပြီးတော့ laboratory ရဲ့ security နဲ့ပတ်သက်တဲ့ system တွေမှာပြည်ကြကြစီမံကွပ်ကဲပြီးဆောင်ရွက်နေတာတွေ့တဲ့အတွက်မို့လက်တကြောင်နောက်ကျွန်တော်တို့လည်းစင်ကာပူထိုင်ဝမ်တရုတ်နိုင်ငံတွေမှာသွားပြီးလေ့လာတဲ့အခါမှာဒီ air product gas တွေက industrial area တွေမှာအကုန်လုံး
supply လုပ်နေတာတွေ့တဲ့အတွက်ကြောင့်မလို့အများအဲ့နိုင်ငံတွေက customer တွေရဲ့ recommend နဲ့ပါတာပေါ့လေအဲ့ဒါပဲဘန်ကောက်တင်စစ်ကဲစစ်ကိုကြုံကြည်စိတ်ကြတာနဲ့ဒီမှာဖြန့်ပြီးဖို့ဆုံးဖြတ်ခဲ့တာဟုတ်ဟုတ်ကဲ့ပါဆရာဒီနေ့ခန်းနာမှာဆိုလို့ရှိရင် Infinite Innovation from the Air ဆိုတော့ဆရာတို့ YG အနေနဲ့ပေါ့ Infinite Innovation တွေကဘာတွေများဖြစ်မလဲဆိုတာပရိသတ်ကိုပြပြပေးပါအောင်ရှင် YG အနေနဲ့ကတော့လောလောဆယ်ဒီ first phase မှာ premium standard ကိုကျွန်တော်တို့ supply လုပ်ဖို့ပဲရှိရပါတယ်တကယ် Infinite Innovation from Air ကတော့ PIG ရဲ့ slogan ပါ PIG ကကဲဆိုတာမန်ဖြန့်ပြီးတော့နေမှာကပဲနဲ့ကဲတဲ့ application တွေကိုပါအများအား research လုပ်ပြီးတော့ application ဘိုင်းကိုပါပတ်မိုးဖို့ရည်ရတဲ့အဆင့်ကိုရောက်နေတဲ့အတွက်ကြောင့်မို့သူတို့ရဲ့ရှိမှန်းချက်ကတော့ဒီ Infinite Innovation from Air ဆိုတဲ့ရှိမှန်းချက်ပေါ့လေကျွန်တော်တို့ဗမာပြည်လဲတစ်ချိန်ရောက်အဲ့ရှိမှန်းချက်အတိုင်းဆက်လုပ်အောင်ပါဟုတ်ကဲ့ပါရှင်ဆရာဒါဆိုလို့ရှိရင် YG gas product တွေကိုစိတ်ဝင်စားတဲ့ပရိသတ်တွေအနေနဲ့ဘယ်လိုဆက်သွယ်ပြီးတော့ဆရာရဲ့ product တွေဝယ်ယူရရှိနိုင်လဲဆိုတာပြပြပေးပါအောင်ရှင်ရုံးအနေနဲ့ကကျွန်တော် YG ရုံးအနေနဲ့က SP3 အောင်စီအိမ်ကအလုံးကဏ္ဍလမ်းမှာရှိပါတယ်warehouse ကတော့ကျန်စစ်သားစမှုစုံတောင်တကုံစမှုစုံမှာရှိပါခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အခုလိုပြည့်စုံဖြေချပေးတဲ့အတွက်ဆရာကျေးဇူးထူးပဲတင်ပါတယ်ရှင်ကျွန်တော်တို့လည်း MRTV4 ကိုကျေးဇူးတင်ပါတယ်ခင်ဗျာMy name is Pierre Boot, and my position in BIG is Managing Director. We're very glad to be in Yangon. Yeah, so would you like to explain about the purpose of exporting the BIG products to Myanmar via YIG? Absolutely. So first of all, BIG is the very largest industrial gas company in Thailand. And we set 25 years ago in Thailand for serving all the industries to Thailand. So with the expansion of the business in Myanmar, we really excited to explore and support the YIG because of the same business philosophy. We want to upgrade and establish the right standard for industry of Myanmar. So would you like to leave any message about the quality and the reliability of the BIG products? Absolutely. In Thailand, BIG have been serving customers, whether it's local customers or global customers. We have a number of references, Japanese, US, European customers. We have served a lot of variety and with the quality and reliability products. Quality and reliability is very important for the industrial success. With that, we talk to YIG and we understand industrial requirements for Myanmar. So we'll be looking forward to serving the products in Myanmar with the best safety and reliability. Thank you very much, sir. Jesu Tintare. ပရိသတ်များခင်ဗျာဒီနေ့တင်ဆက်ပေးလိုက်တဲ့ YIG Company ရဲ့ Infinite Innovation from the Air ဆောင်ပုဒ်ရဲ့တရှိရာဒီ YIG Company ရဲ့ဖွင့်ပွဲအခမ်းအနားကိုတင်ဆက်ပေးလိုက်ရတဲ့အတွက်ပြည်သက်တွေရဲ့ရင်ထဲမှာကျင်းနေလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာပြည်သက်တွေလည်းနောက်ဆက်လက်တင်ဆက်ပေးမယ့်ရန်ကုန်မြင်ကွင်းရဲ့အစီအစဉ်တွေကိုဆက်လက်ဆောင်မြင်ကြည့်ရှုအားပေးဖို့ပြောချင်ရင်ဒီစီစဉ်ကနေနှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ